ဘယ်အလုပ်ကိုင်ကကိုယ့်အတွက်အဆင်ပြေမလဲရွေးချယ်ရမှာအရေးပါတဲ့ MBID test စီစဉ်လေးကိုဒီဗီဒီယိုလေးမှာမျှဝေပေးသွားပါမယ်နော်ဗီဒီယိုလေးမစတင်ခင်မှာ join တဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်အရင်ဆုံးဖုန်းထဲက browser မှာ MBID လို့ရိုက်နေနိုင်မယ်အဲ့ဒီမှာပထမဦးဆုံးမြင်ရတဲ့16 personality test ဆိုတာလေးတွေကိုဝင်လိုက်ပါမယ်နော် website link လေးကိုလည်း comment မှာချပေးထားပါမယ်ရှင် link နဲ့ဝင်လို့ဒါမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်ဒီမှာသူကအချက်၃ချက်ပြပေးထားတယ်ပထမတစ်ခုကအဖြေတွေကိုမှန်မှန်ကန်ကန်ဖြေပေးဖို့နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ personal type ကိုလေ့လာဖို့နဲ့နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ career path ကိုလေ့လာဖို့ပေါ့နော်အမှအောက်မှာဆိုလို့ရှိရင်မေခွန်းနေအများကြီးရှိတယ်အဲ့ဒီမှာ agree ဖြစ်တယ် disagree ဖြစ်တယ်ဆိုတာကိုဘာသာကိုဖြေလို့ရတယ် joy အကြိုက်ဆိုအပိုင်းကကြတော့ဒီလိုလေးပေါ့နော် agree disagree မှာဘယ်လောက် percentage တော့သဘောတူပါတယ်ဆိုတာလေးပါတာပေါ့အဲ့ဒါလေးကအကြိုက်ဆုံးပဲနောက်ဆုံးမှာကိုယ့်ရဲ့ gender ကိုရွေးပြီးသွားရင် result ထွက်လာပြီအဲ့မှာကိုယ့်ရဲ့ personal type ပါမယ်trait လိုမျိုးလေးတွေပါတယ်ပြီးကြရင် career growth ပေါ့နော်ဘယ်လို career ကိုအတွက်အဆင်ပြေလဲဆိုတာလေးပြောပေးတယ်နောက်တစ်ခုကကိုယ့်ရဲ့အားသာချက်တွေအားနည်းချက်တွေပြီးသွားရင်ဆိုလို့ရှိရင် personal growth အတွက်ဘာတွေလုပ်နိုင်လဲဆိုတာသုံးသပ်ချက်တွေပြီးကြရင်နောက်ဆုံး relationship လေးပါပါတယ်ပေါ့နော်ဒီ personal type စစ်ဆေးခြင်းကကိုယ့်ရဲ့ career ရွေးချယ်ရမှာတော်တော်လေးအထောက်အကူဖြစ်လို့တကယ်ချင်းတွေကိုလည်းစစ်ဆေးကြည့်စေချင်ပါတယ်နော်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ကြိုက်တယ်ဆိုလို့ရှိရင်လည်း like comment share လေးတွေလုပ်သွားပေးပါဦးနော်